ပဲတက်ကြွလေဝင်းဝင်းဟောဆရာတော်ပြည်တယ်သွားပြီသွားဗျလှုပ်ပြန်ပြီလှုပ်ပြန်ပြီညနေဝင်နေသွားပြီဟောတက်ကြွလေโอ้ဘယ်သူမှမမြင်ပါသေးနဲ့ကွာဟာသွားပြီဟာကတည်းကကြည့်မယ်နောက်ဆုံးတော့ဖုံမူးလည်းနေမယ်နောက်ဆုံးလာစလည်းပြောရကြီးလာလည်းပြောပြီဟာဆောင်းမပြေကနေကွာစားပြေကိုရောရေဘယ်လိုဟုတ်ပြီဘောဟေးတို့တမ်းလို့ပြေတဲ့ကိုတော့ဖတ်ပြတယ်ဒီထက်ကို